ဗျာကျွန်တော်အခုမိတ်ဆွေတို့ကိုပြောပြပေးမှာတော့မိုင်ရက်ဘေး1000စီအောင်လေးနဲ့ MB 3000လောက်ထိရမယ်နီလန်းလေးတွေကိုမျှဝေပေးမှာဖြစ်ရတယ်ဗျာကျွန်တော်ပြောမဲ့နီလန်းလေးတွေကတော့ကျွန်တော်တို့မိုင်ရက်ဘေး1000စီအောင်လေးနဲ့ MB 3000ရအောင်ဝယ်တဲ့နီးလေးတွေပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ကမိုင်ရက်ဘေး1000စီရဆိုရင်ကျွန်တော်ပြောရဲ့နီလန်းလေးတွေတိုင်းလိုက်ပြီးတော့ဝယ်ကြည့်လိုက်ပါဗျာဒါဆိုရင် MB များများရရှိမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့မိတ်ဆွေတို့ဒီပြဖြစ်တဲ့ Star 11 concept ကိုနှိပ်ပြီးတော့ရွေးကြည့်လိုက်ဗျာStar 11 concept ကိုတစ်ခါမှမဝယ်ရသေးဘူးဆိုရင်ကျွန်တော်တို့က MB 3000 AC ရပါတယ်ဗျာကတ်တိုင်းမိုင်းတဲ့ကတ်တိုင်းပေါက်ပါတယ်ဗျာကျွန်တော်ပထမဆုံးဝယ်မယ်ဆိုရင်တော့ MB 3000ရရှိမှာဖြစ်ပါတယ်ဗျာဒုတိယအကြိမ်ဝယ်မယ်ဆိုရင်တော့ MB 1400လောက်ပဲရရှိမှာဖြစ်ပါတယ်ဗျာဒါလေးကတော့နီလန်းလေးတစ်ခုပေါ့ဗျာကျွန်တော်တို့မိုင်းတဲ့ဘေး1000နဲ့ MB 3000ရရှိတဲ့နီလန်းလေးတစ်ခုဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့စစ်ကြည့်လိုက် Star 966 Star 338ဆက်ကိုနှိပ်ပြီးတော့စစ်ကြည့်လိုက်ကျွန်တော်နံပါတ်1လေးကိုစစ်ပြမယ်ဗျာ1ကတ်ကလေးကို Star 966 Star 338ဆက်ကိုနှိပ်ကြည့်လို့လက်ကျန်ဝင်မလို့ပါဆိုရင်ကျွန်တော်တို့ဘေး1000နဲ့ 3G ရရှိမှာဖြစ်ပါတယ်ဗျာတကယ်လို့မိတ်ဆွေတို့ကဘေး1000ထည့်ထားတဲ့ Star 966 Star 338ဆက်ကိုနှိပ်လို့ဘေးဖြတ်သွားတယ်ဆိုရင်ကျွန်တော်တို့က MB 3000ရရှိမှာဖြစ်ပါတယ်ဗျာဒီနီလန်းလေးနှစ်ခုတိုင်းဝယ်ကြည့်လို့လည်းရတယ်ဗျာဒါမှမဝယ်ဘူးဆိုရင်ကျွန်တော်တို့တခြားနီးလေးတွေကတော့ Star 966 Star 955ဆက်ကိုနှိပ်ပြီးတော့လဲစမ်းပြီးတော့ဝယ်ကြည့်လို့ရတယ်ဗျာဒီကောင်းလေးကတော့ဘေး900လဲနဲ့2000 MB ရရှိမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒါဆိုရင်ဘေး900လဲနဲ့2000 MB ရရှိမှာဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့မိုင်ရက်ဘေး1000စီအောင်လေးနဲ့ MB များများရအောင်လို့ Star 966 Star 231ဆက်ဒီကောင်လေးလည်းဝယ်လို့ရတယ်ဒါလေးကဘေး200လဲနဲ့1400 MB ရရှိမှာဖြစ်တယ်ဗျာ Star 966 Star 944ကကျွန်တော်တို့မိုင်ရက်ဘေး200နဲ့2000 MB ရရှိမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစမ်းကြည့်လို့ရတယ်ဗျာတကယ်လို့လက်ကျန်ဝင်မလို့တော့ပါဆိုရင်ကျွန်တော်ရဲ့ကတ်တီကအရန်ကိုတန်ပါတယ်ဗျာဒီနီလန်းလေးတိုင်းဝယ်မယ်ဆိုရင်တော့ဒါလေးကတော့ကျွန်တော်ဘေး1000မကျော်ပဲနဲ့ MB များများရတဲ့နီးလေးပဲဖြစ်ပါတယ်ဗျာStar 11 concept ကလည်းပထမဆုံးဝင်မယ်ဆိုရင်တော့ကျွန်တော်တို့က MB များများရပါတယ်ဗျာ MB 3000လောက်ရပါတယ်ဗျာဒုတိယအကြိမ်ဝင်မယ်ဆိုရင်တော့ကျွန်တော်တို့က1400 MB လောက်ပဲရမှာဖြစ်ပါတယ်ဗျာတခြားအနေနဲ့ Star 9000လုံးဆက်ကိုနှိပ်ပြီးတော့လည်းစစ်ကြည့်လို့ရတယ်ဗျာStar 9000လုံးဆက်မှာဆိုရင်ကျွန်တော်တို့တကန်းနဲ့တကန်းမတူပါဘူးဗျာတချို့ဆိုရင်ဘေး200နဲ့200မိနစ်လောက်ထိကိုဝယ်လို့ရပါတယ်ဗျာStar 9000လုံးဆက်မှာဆိုရင်ကျွန်တော်တို့ကတကန်းနဲ့တကန်းမတူပါဘူးဗျာဒါလိုင်းမကောင်းလေးလို့နည်းနည်းကြာနေတာပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့ကကျွန်တော်ပြောတဲ့နီလန်းလေးအတိုင်းလိုက်ပြီးတော့ဝယ်ကြည့်လို့ရတယ်ဗျာတကယ်လို့လက်ကျန်ဝင်မလုံးတော့ပါဆိုရင်ဘေး1000နဲ့ MB 3000ရရှိမှာဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ